31ရက်နေ့ထိကိုကျွန်တော်တို့အချိန်ရတယ်ဒီလ31ရက်နေ့အတွင်းမှာဒီဥစ္စာကိုမလုပ်ဘူးဆိုလို့ရှိရင်ဒီဖုန်းကအသုံးပြုလို့မရမြန်မာစင်ကတ်မှန်သမျှသုံးလို့မရတော့ဒီ IMEN ဒီကျွန်တော် register လုပ်ထားတဲ့အတွက်ဒီဖုန်းဒီမြန်မာစင်ကတ်လုံးဝသုံးလို့မရတော့ကို့ဖုန်းက blacklist တဲ့ပါသွားပြီဆိုလို့ရှိရင်ဒီနိုင်ငံတော်ကိုအခွန်ပြန်ဆောင်ပေးရမယ်ဖုန်းတန်ဖိုးတွေအပိုင်းအကုန်လုံးပြန်တွက်လိုက်မယ်ဆိုလို့ရှိရင်စုစုပေါင်းတန်ကြီးရဲ့35%လောက်ထိကိုဆောင်မှာပေါ့ဥပမာ10သိန်းနဲ့ဖုန်းဆိုလို့ရှိရင်ကျွန်တော်အခွန်က3သိန်းခွဲလောက်ဖြစ်သွားလိမ့်မယ်ဖုန်းနေရဲ့ဒီ IMEN ကိုမှတ်ပုံတင်ရတဲ့ကိစ္စကိုကျွန်တော်ရှင်းပြပေးမယ်နော်တချို့ကြတော့လည်းမသိကြဘူးတချို့ကြတော့လည်းနားမလည်တဲ့ခါမှာရှုပ်ထွေးနေကြရပေါ့ဒီဗီဒီယိုကိုအဆုံးထိမကြည့်နိုင်ဘူးဆိုရင်တော့မှစေ့သွားလိုက်ပြီးတော့မှကိုအချိန်ရတဲ့အချိန်မှာပြန်ကြည့်ကျွန်တော်ဒီထဲမှာကျွန်တော်အကြောင်းဆုံးရှင်းပြပေးမှာပေါ့နော်အကြောင်းဆုံးရှင်းပြပေးမယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုကြည့်ပြီးပြီဆိုရင်အကုန်လုံးနားလည်သွားလိမ့်မယ်အဲ့ပြင် iPhone 3ပြုတဲ့ user တွေမှာကြုံရမယ့်ပြဿနာတစ်ခုရှိတယ်အဲ့ပြဿနာကိုကျွန်တော်ဒီဗီဒီယိုထဲမှာထည့်ပြီးရှင်းပေးမယ်အရင်ဆုံးဒီဖုန်းတွေ IMEN မှတ်ပုံတင်တဲ့ကိစ္စရတာရှင်းပါတယ်ဒီကျွန်တော်တို့ဒီမြန်မာနိုင်ငံထဲမှာအခုမဆောင်မဲတွင်းထားတဲ့ဖုန်းတွေအများကြီးရှိတယ်စကန်ဖုန်းတွေရောဒီပါကင်တွေရောပေါ့နော်ပါကင်ဆိုလို့ရှိရင်လေပါကင်တွေကိုမှအခုမဆောင်မဲနဲ့အခုရှောင်ပြီးတွင်းထားတဲ့လုံးတွေရှိတယ်ဒါတွေကိုအစိုးရစီစဉ်မှာဖြစ်တဲ့အတွက်လုပ်လိုက်တာပေါ့နော်ဒီလနောက်ဆုံးဒီလ31ရက်နေ့ထိကိုကျွန်တော်တို့အချိန်ရတယ်ဒီလ31ရက်နေ့အတွင်းမှာဒီဥစ္စာကိုမလုပ်ဘူးဆိုလို့ရှိရင်ဒီဖုန်းကအသုံးပြုလို့မရတော့ဘယ်လိုအသုံးပြုလို့မရတာလဲဆိုလို့ရှိရင်ဟိုလိုမျိုးကြီးအသုံးပြုလို့ရတာမျိုးမဟုတ်သူ့ဖုန်းတွေကိုစင်ကတ်ထည့်ပြီးသုံးလို့မရအဲ့ဒါမှမြန်မာစင်ကတ်ပဲထည့်လို့မရတခြားနိုင်ငံသားစင်ကတ်တွေကိုထည့်ပြီးသုံးလို့ရတယ်ဥပမာကျွန်တော်တို့ဖုန်းတွေကိုဒီ Telenor Ooredoo MPT စင်ကတ်တွေဘယ်လိုမှထည့်သုံးလို့မရတော့မြန်မာစင်ကတ်မှန်သမျှသုံးလို့မရတော့ဒီ IMEN ဒီကျွန်တော် register လုပ်ထားတဲ့အတွက်ဒီဖုန်းဒီမြန်မာစင်ကတ်လုံးဝသုံးလို့မရတော့မြန်မာပြည်မှာသုံးလို့မရဘူးဆိုပေမဲ့နိုင်ငံခြားမှာသွားသုံးလို့ရတယ်နိုင်ငံခြားစင်ကတ်တွေမှာနိုင်ငံခြားမှာသွားပြီးနိုင်ငံခြားစင်ကတ်ထည့်ပြီးသုံးမယ်ဆိုသုံးလို့ရတယ်တကယ်လို့မဟုတ်မြန်မာပြည်မှာပဲဆက်သုံးကျင်နေရဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ကို့ဖုန်းက blacklist တဲ့ပါသွားပြီဆိုလို့ရှိရင်ဒီနိုင်ငံတော်ကိုအခွန်ပြန်ဆောင်ပေးရမယ်ဖုန်းတန်ဖိုးတွေအပိုင်းအကုန်လုံးပြန်တွက်လိုက်မယ်ဆိုလို့ရှိရင်စုစုပေါင်းတန်ကြီးရဲ့35%လောက်ထိကိုဆောင်မှာပေါ့ဥပမာ10သိန်းနဲ့ဖုန်းဆိုလို့ရှိရင်ကျွန်တော်အခွန်က3သိန်းခွဲလောက်ဖြစ်သွားလိမ့်မယ်ဒါမျိုးတွေကိုကြုံရလိမ့်မယ်ပေါ့နော်အဲ့တော့အခုဒီသူတို့သတ်မှတ်ထားတဲ့ကာလပေါ့နော်ဒီလကုန်31ရက်နေ့ထိကိုသူတို့ဒီသတ်မှတ်ပေးထားတယ်ဒီသူတို့ပေးထားတဲ့ link ထဲမှာ register သွားလုပ်မယ်ဆိုလို့ရှိရင်အခွန်မဆောင်မဲနဲ့ဒီအခွန်ရှောင်ပြီးဝင်လာတဲ့အလုံးတွေရော refer လုံးတွေရောအကုန်လုံးကို free ပေးမယ်ဒီသဘောမျိုးပဲဒါဆိုလို့ရှိရင်ကိုယ့်လက်ထဲမှာကင်ထားတဲ့ဖုန်းကတကူးတကသွားပြီးတော့အခွန်ဆောင်ကြတယ်မလို့တော့ဘူး refer ဖုန်းဖြစ်စေလာပြီးအခွန်ရှောင်ထားတဲ့ဖုန်းပဲဖြစ်စေပေါ့နော်ဘာမှကြောက်စရာမလိုတော့ဘူးပေါ့ဒါဆိုလို့ရှိရင်ကျွန်တော် link လေးကိုကျွန်တော်ဒီအောက် comment မှာကျွန်တော်ချထားပေးမယ်အဲ့ link မှာသွားပြီးတော့ကို IMEN ကိုသွားစစ်ကြည့်တာပေါ့နော်အဲ့ဒီမှာတချို့က error တက်ကုန်ကြတယ်ဘာလို့ error တက်ကုန်လဲဆိုတော့သူတို့သိနားမလည်လို့ပေါ့နော်ဖုန်းတွေမှာကျွန်တော်အများဆုံးအပြင်စင်ကတ်ကနှစ်ကတ်ထိုးဖုန်းတွေများတယ်နောက်ပိုင်းကျမှကျွန်တော်စင်ကတ်ကတကတ်ထိုးဖုန်းတွေဆိုပြီးဖြစ်သွားကြတာပေါ့နော် e-sim တွေပေါ်လာတော့မှone sim e-sim ဆိုဖြစ်သွားကြတာဖုန်းတွေအများစုကနှစ်ကတ်ထိုးဖုန်းတွေများတယ်အဲ့တော့နှစ်ကတ်ထိုးဖုန်းကိုကတကတ်ပဲသုံးထားမယ်ဆိုလို့ရှိရင်ဒီ IMEN ကို site မှာသွားစစ်တဲ့အခါမှာသူတို့အမားလေးပြနေလိမ့်မယ်ဒီဆက်မဖြစ်ဘူးပေါ့နော်အစိမ်းလေးဖြစ်မနေဘူးအမားလေးပြနေအဲ့ခါကျရင်ကို့ဖုန်းကြီးအခုမဆောင်တော့ဘူးဘာညာဆိုပြီးတော့လူတွေထင်မှားသွားကြရပေါ့နော်အဲ့လိုမျိုးကြလို့ရှိရင်ဘာမှစိတ်ပူမနေပါနဲ့ကို့ဖုန်းတွေကိုစင်ကတ်တကယ်လို့တကတ်ပဲထည့်ထားရဆိုလို့ရှိရင်နောက်တကတ်ထည့်လိုက်ထည့်ပြီးချင်းသွားပြန်စစ်ရင်လည်းဒီကောင်အမှားလေးပြနေမှာဘာလို့လဲကိုထည့်လိုက်တဲ့စင်ကတ်ဒီဖုန်းထဲမှာဖုန်းအဝင်ကောအထွက်ကောလေးရှိထားမှရမယ်အဲ့တော့ဘေးလေးပါထည့်ပြီးဖုန်းလေးပါရှောက်ခေါ်လိုက်ပေါ့ဗျာ3 4 5ကောခေါ်ပြီးတော့မှ site မှာသွားပြီးဒီ IMEN ကိုဖုန်း IMEN ကိုပြန်စစ်မယ်ဆိုလို့ရှိရင်အစိမ်းလေးပြသွားလိမ့်မယ်ပေါ့နော်ဒါကတော့ iPhone ဖြစ်ဖြစ် Android ဖြစ်ဖြစ်ဒီနှစ်ကတ်ထိုးသမားတွေကိုပြောတာအဲ့မှာနောက်ပြဿနာတစ်ခုတက်လာဘာတက်လဲဆိုလို့ရှိရင် e-sim သုံးလို့ရတဲ့ဖုန်းတွေကပြဿနာတက်ပြီဘယ်လိုတက်လဲဆိုလို့ရှိရင် e-sim ဖုန်း e-sim သုံးလို့ရတဲ့ဖုန်းတွေကသူကဒီ one sim မဲ့သုံးလို့ရပါဘောနော် physical one sim စင်ကတ်တကတ်ထည့်တယ်ကျန်တဲ့နောက်တကတ်ကိုကြတော့ဒီ e-sim အနေနဲ့သုံးကြတယ်တော်တော်များများမြန်မာပြည်မှာကျွန်တော် e-sim ကိုမသုံးကြအောင်မသုံးကြတဲ့အတွက်ဖုန်းထဲကိုစင်ကတ်တကတ်ပဲထည့်ပြီးသုံးတယ် e-sim မသုံးအဲ့တော့အဲ့လိုမျိုးဒီစင်ကတ်တကတ်ပဲထိုးလို့ရတဲ့ဖုန်းတွေကိုတကတ်ပဲထည့်ပြီးသုံးနေတဲ့သူတွေကအဲ့ IMEN ကိုဒီ site မှာ register သွားလုပ်တဲ့ခါမှာအမှားပြနေလိမ့်မယ်ဆက်မဖြစ်ဘူးပေါ့ဗျာ pass မဖြစ်ဘူးဒါဆိုလို့ရှိရင်မစိုးရိမ်ပါနဲ့ဘာသာလို့ရမလဲဆိုအလုပ်တော့ပို့ရှုပ်ပါတယ်တိုက်နှင်းတက်ရ operator ရဲ့စင်ကတ်တစ်ခုပေါ့နော် e-sim အနေနဲ့အသုံးပြုလိုက်ကိုကလက်ရှိ MPT သုံးနေဆိုရင်နောက်ထပ် Ooredoo တကတ်လောက်ကို e-sim သွားလျှောက်ပြီးတော့ဖုန်းထဲမှာ e-sim ထည့်ပြီးသုံးပြီးလိုက်ပြီးရင်အဲ့ဒီကတ်ကိုဖုန်းကျွန်တော်ပြောလို့အဝင်ကောအထွက်ကော3 4 5ကောလောက်ခေါ်ပြီးသွားပြန်ပြီးတော့စစ်လိုက်ဒါဆိုလို့ရှိရင်ဒီ register pass ဖြစ်သွားလိမ့်မယ်ပေါ့နော်အမှားလေးပြမနေတော့ဘူးဒါကလည်းရိုးရှင်းပါတယ် iPhone ပဲဖြစ်ဖြစ် Android ပဲဖြစ်ဖြစ် e-sim သုံးထားတဲ့ e-sim သုံးလို့ရတဲ့ဖုန်းမှန်တယ်ဒါပေမဲ့တကယ်ပဲထည့်ပြီးသုံးနေ e-sim မသုံးတော့ဆိုရင်ခုနကျွန်တော်ပြောလို့ IMEN သွားစစ်တဲ့ခါမှာအမှားလေးပြနေလိမ့်မယ်အဲ့တော့မကြောက်နဲ့အခါကျရင် e-sim နဲ့သွားလျှောက်ပြီးတော့ပြန်ပြီးတော့သုံးပြီးတော့ပြန်စစ်ပေးလိုက်ပေါ့နော်ဒါဆိုအဲ့ဒီမှာပြဿနာစတက်မှာဘယ်သူတွေတက်မလဲဆိုရင်အဓိကတက်မှာ iPhone သုံးတဲ့လူတွေတက်လိမ့်မယ် iPhone သုံးတဲ့လူကျွန်တော်မြန်မာနိုင်ငံထဲကိုဒီ refer လုပ်နေအများကြီးဝင်ထားတာမူဆယ်ဘက်တရုတ်ဘက်မြောက်ရီဘက်ကနေပြီးတော့လာရှိုးဘက်ကနေအများကြီးဝင်ထားတာအဲ့ဒီမှာဘယ်လိုပြဿနာတက်မလဲဆို iPhone မှာကျွန်တော်2 sim ထွက်တဲ့ဖုန်းက CHA region နဲ့ ZAA region ဆိုနှစ်မျိုးလာတယ်အဲ့တော့အဲ့ CHA region နဲ့ ZAA region နှစ်မျိုးပဲကျွန်တော်2 sim ရတာ
ဒါပေမဲ့အခုကျွန်တော်နောက်ပဲဝင်လာတဲ့ refer တွေမှာလုံထားတဲ့အလုံးတွေပြန်ပြုတ်ပြင်ထားတဲ့အလုံးတွေမှာဘယ်လိုမျိုးဖြစ်နေလဲဆိုတော့ setting ထဲကိုဝင်စစ်ကြည့်လိုက်ကိုဖုန်း CH လည်းမဟုတ်ဘူး ZA လည်းမဟုတ်ဘူးနှစ်ကတ်ထိုးလို့ရတဲ့ region မဟုတ်ဘူးဒါပေမဲ့ကိုဖုန်းကနှစ်ကတ်ထိုးလို့ရနေ physical နှစ်ကတ်ပေါ့နော် single နှစ်ကတ်လုံးတစ်ပြန်နဲ့ထိုးလို့ရပြီနှစ်ကတ်လုံးအလုံးလုံးနေအဲ့လိုဖုန်းတွေဘာမှအဖြစ်များမလဲဆိုလို့ရှိရင် iPhone 10စင်းရင်တီးနှံဖြုတ်လဲလို့ရတယ် iPhone 11စင်းရင်တီးနှံဖြုတ်လဲလို့ရတယ်တွဲလဲတီးနှံဖြုတ်လဲလို့ရတယ်အဲ့လိုတီးနှံဖြုတ်လဲလို့ရတဲ့ model တွေမှာတွေ့ရလိမ့်မယ်ဘယ်လိုတွေ့ရမလဲဆိုရင်ကိုယ့်ရဲ့ setting ထဲမှာကိုယ့်ဖုန်းကနှစ်ကတ်ထိုးလို့ရတဲ့ဖုန်းမဟုတ်ဘူးဒါပေမဲ့ single နှစ်ကတ်ထိုးလို့ရပြီနှစ်ကတ်တက်နေတယ်ဒါဆိုလို့ရှိရင်ဘယ်လိုပြဿနာတက်မလဲဆိုလို့ရှိရင်သူ့ရဲ့မူရင်းမာသာဘုတ်ဒီကျွန်တော်တို့ဒီ CH region မဟုတ်ဘူး ZA region မဟုတ်တဲ့အတွက်ကျွန်တော်တို့ one sim e sim လို့ပဲသတ်မှတ်ရမှာသူ့ဘာသူကျွန်တော်တို့ဒီနှစ်ကတ်ထိုးလို့ရအောင်ပြောင်းထားလေဒါဒီ one sim e sim ဖုန်းပဲအဲ့တော့လူတွေကကျတော့ငါကတော့ single နှစ်ကတ်လုံးထည့်ထားပြီးဒီ IME ကို website မှာသွားပြီး register လုပ်တာအမှားပြနေရပေါ့နော်မစိမ်းဘူးပေါ့ pass မဖြစ်ဘူးပေါ့ဒါဆိုလို့ရှိရင်ဘာလို့လုပ်ပေးရမလဲအဲ့လိုလူတွေကြအလုပ်တစ်ခါထက်ရှုပ်သွားတယ်တကယ်သူ့ရဲ့မာတာဘုတ်မှာ one sim လို့ပဲပြထားတာဖြစ်တဲ့အတွက်ပြီးစင်းရအောင်ကျွန်တော်တမတက်ကျွန်တော် service ကြာရှင်လာပြီးတော့ချိန်ထားတာပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ဘယ်လိုလုပ်ရမလဲဆိုရင်အဲ့ဒီ2 sim မသုံးတော့ဘဲနဲ့2 sim သုံးနေရတာနဲ့ပဲပေါ့နော်ဒီ single တက်ကတ်ကိုထုတ်ပြီးတော့တကက်ပဲသုံးတကက်ပဲထည့်ထားပြီးတော့ကျွန်တော်တို့ e sim သုံးကိုသုံးလို့ရမယ်အဲ့ဒီဖုန်းမှာ e sim သုံးမှသာနေအဲ့ဒီဖုန်း IME က website မှာသွားပြီးတော့ register သွားတင်တဲ့အခါမှာ pass တင်မှာပေါ့နော်မဟုတ်ဘူးဆိုလို့ရှိရင်တော့ကိုကနှစ်ကတ်ထိုးသုံးတယ်လို့သာပြောနေတာ IME က website မှာသွားပြီးတော့ဒီလိုမျိုးသွားစစ်လိုက်တဲ့အခါမှာ pass တင်မှာမဟုတ်ဘူးအဲ့လိုမျိုးအဲ့ဒါကြုံတွေ့ရလိမ့်မယ်အဲ့လိုမျိုးကြုံတွေ့ရမဲ့လူအများကြီးရှိတယ်မတိပန်းနဲ့ကိုက service ဆိုင်တွေသွားပြတဲ့အခါမှာပတ်စံပေးနေရမှာဆိုလို့ကိုဖုန်းကိုပြန်စစ်ကြည့်ကိုဖုန်းကအခု iPhone လည်းဖြစ်တယ်နှစ်ကတ်ထိုးပြီးသုံးနေတဲ့ဖုန်းလည်းဖြစ်တယ်ဆိုလို့ရှိရင် setting ထဲက region သွားကြည့် setting ထဲမှာ general about ထဲမှာဒီကိုယ့်ရဲ့ region သွားကြည့်ပေါ့နော်နှစ်ကတ်ထိုးဖုန်းဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ CH ZA region ဖြစ်ရမယ်အဲ့လိုမဟုတ်ဘဲနဲ့ ZBA တို့တခြားဒီ one sim region တွေဖြစ်နေရဆိုလို့ရှိရင်တော့ဒါဒီ one sim အလုံးကိုကျွန်တော်တို့နှစ်ကတ်ထိုးသုံးလို့ရအောင် physical နှစ်ကတ်ထိုးပြီးသုံးလို့ရအောင်လုပ်ထားတဲ့အလုံးဖြစ်တယ်အဲ့လိုလုံးဖြစ်တဲ့အတွက်ဒီဖုန်းရဲ့မူရင်းဘယ်လိုဒီဖုန်းကိုဘယ်လိုသတ်မှတ်ရမလဲဆိုရင်ဒီဖုန်းက2 sim လုံးမဟုတ်ဘူးသတ်မှတ်ရမယ်အဲ့လိုဆို region ဒီ one sim region ဖြစ်တဲ့အတွက် one sim e sim လို့ပဲတတ်မယ်အဲ့ဖုန်းကိုသတ်မှတ်ပြီးတော့အဲ့ဖုန်းကို e sim အသုံးပြုမှသာနေအဲ့ဖုန်းကIMEကို website မှာသွားပြီး register တင်လို့ရမှာပေါ့နော်အဲ့တော့ကျွန်တော်အခု website မှာဆင်းရမယ့် link လေးကိုကျွန်တော် comment မှာရေးပေးထားမယ်ပေါ့နော်ဘာမှလုပ်စရာမလိုကို IME လေးကိုယူပြီးတော့တက်စစ်လိုက်ရုံပဲဒါပေမဲ့ကျွန်တော်ပြောလို့ error တက်လာခဲ့ပြီးအမှားလေးပြနေကျွန်တော်ပြောတဲ့အချက်လက်တွေကိုပြန်စဉ်းစားကြည့်ဘယ်ဟာနဲ့ညှိနေလဲပေါ့နော်ခုနကလိုနှစ်ကတ်ထိုးပြီးသုံးလို့ရတဲ့ဖုန်းမှာနှစ်ကတ်မထိုးဘဲနဲ့တကတ်တည်းထိုးထားပြီးတော့တက်စစ်လို့ရှိရင်လည်းပြဿနာတက်မယ်တကတ်ပဲထိုးလို့ရတဲ့ဖုန်း one sim သုံးလို့ရတဲ့ဖုန်းမှာကိုက e sim မသုံးထားလို့ရှိရင်လည်းပြဿနာတက်မယ်အဲ့လိုဟာလေးပေါ့အဲ့ချက်လက်တွေကိုသွားပြန်စစ်ပြီးတော့ပြန်လုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီ IME ရဲ့ website မှာသွားပြီး register တင်တာpatch ဖြစ်သွားလိမ့်မယ်နော်တကယ်လို့ဒီလအကုန်30ရက်နေ့နောက်ဆုံးမှာမလုပ်ဖြစ်ဘူးဆိုလို့ရှိရင်လည်းဘာမှတော့မဖြစ်သေးဘူးသူတို့ဘက်ကနေမြန်စိုးရွားလုံးမှာမဟုတ်အရင်ဆုံးဒဏ်ကြေးငွေဆောင်ခိုင်းမယ်ဘာညာပေါ့နော်အဲ့ဒါတွေသွားဒါပေမဲ့အဲ့ဒါတွေကကျွန်တော်ခုနတွက်ပြတော့35%လောက်ဆောင်ရတာဖြစ်တဲ့အတွက်အရန်ကိုများတယ်ပေါ့နော်သူတို့လုံမှာကျွန်တော်ဆင်းလော့ချလိုက်မှာကျွန်တော်ဒီဖုန်းထဲကိုဒီမြန်မာ operator single ထည့်လိုက်တာနဲ့ဒီဆင်းလော့ဆိုတဲ့စာသားကြီးပေါ်ပြီးလွတ်ကြသွားလိမ့်မယ်ဖုန်းကဘာမှသုံးလို့မရအောင်စင်ကတ်ပြန်ထုတ်လို့ရှိရင်တော့ဖုန်းကအပြန်သုံးပြလို့ရမယ်ဘယ်လိုဖြစ်သွားမလဲဆိုရင်စင်ကတ်သုံးလို့မရတော့ဘူးဒီဖုန်းက wifi နဲ့ပဲသုံးလို့ရမယ်ဆိုရယ်ပုံစံမျိုးဖြစ်သွားမှာအခုအဲ့လိုမျိုးလေးကြုံနေရတယ်ပေါ့နော်ကျွန်တော်ဒါလေးကိုလာရှင်းပြပေးရမသိရရှိလို့ရှိရင်ကျွန်တော်ရဲ့ chat box မှာလာပြီးတော့မေးလို့ရပါတယ်နော်